တခြားနားထောင်နော်ကောင်းတာလုပ်တော့မယ်ဆိုလို့ရှိရင်မထားတဲ့နဲ့မရှိတဲ့နဲ့စိတ်သဘောထားကိုအရင်မြတ်စွာဘုရားပြောတယ်ဘိက္ခဝေယဟန်တော်တို့ဣဒံဗြဟ္မစရိယံဤကောင်းတဲ့အလုပ်ကိုဝါမြတ်သောဤအကျင့်ကိုဇနကုဟနတ္ထလူအပေါင်းတို့အံ့ဩစေခြင်းအလို့ငါနာဟုတ်တတိမကျင့်သုံးအပ်ကောင်းတာလုပ်တော့မယ်ဆိုရင်လူတွေငါကောင်းတာလုပ်နေတာပဲလို့သူတို့စိတ်ထဲမှာအံ့ဩတဲ့စိတ်ကလေးတွေဖြစ်သွားဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကောင်းတာမလုပ်ရဘူးတဲ့နော်ဇနလပနတ္ထလူပြောများဖို့အတွက်လည်းပဲနာဟုတ်တတိမကျင့်သုံးအပ်ကိုဒီလိုလုပ်နေတာတွေကိုလူတွေပြောဆိုနေစေခြင်းနဲ့စိတ်ကလေးတွေဘုန်းဘုန်းတို့မှာရှိတတ်တယ်ဟုတ်လားဒါကြောင့်လူတွေကကိုယ့်အကြောင်းကိုပြောကြဖို့အတွက်ဒီကောင်းတဲ့အလုပ်ကိုအဲ့ဒီရည်ရွယ်ချက်နဲ့မလုပ်ရဘူးတဲ့နလာဘတက္ကာရတိလောကနိတ္တတ္ထလက်လာဘတွေရဖို့သူများရဲ့ယုတိမှုလေးစားမှုပူဇော်မှုကိုရဖို့နာမည်ကြီးဖို့လာဘတက္ကာရတိလောကလာဘဆိုတာလက်ပေါ့နော်ပို့ပြီးတော့ကြည်ပြတ်တဲ့ဟောရတာနဲ့ပြောရင်ပိုက်ဆံပေါ့လက်ပူဇော်တက္ကာရတွေရဖို့တက္ကာရဆိုတာအမျက်တနိုးနဲ့ကိုယ့်ကိုလေးလေးစားစားတံပိုးထားပြီးတော့ယူကိုတည်ဆက်ဆံကြတာတံပိုးထားပြီးတော့လေးလေးစားစားဆက်ဆံကြတာဒါတက္ကာရဒီလောကဆိုတာကြတော့ဘာလို့နာမည်ကြီးတာကြော်ကြားတာထင်ရှားတာအဲ့လိုမျိုးလက်ပူဇော်တက္ကာရနာမည်ကြီးမှုထင်ရှားမှုအတွက်ဒီကောင်းတဲ့အလုပ်ကိုမလုပ်ရ